ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးဟောတယ်ကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်ထင်မယ်နံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်ကုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလုံးဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်စိုက်တဲ့လူအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာအရေးအာဝါဒတွေနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပအာရမဆိုတာခုခေတ်ဆိုရင်ခြံလုပ်ငန်းလို့ဟာမျိုးပေါ့နော်ခြံသစ်ပင်စိုက်တယ်ဥယျာဉ်စိုက်တယ်ရောပဆိုတာစိုက်ပျိုးတာဥယျာဉ်နေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။ဘာကြောင့်လို့ဆိုရင်သူကုသိုလ်ကထာဝရကုသိုလ်နေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါထာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးထားတယ်။ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမှီပြုပြီးတော့စားစရာတွေပြဝရခိုးစားတော့လည်းသွားမကြွေးလေးနဲ့တန်းတယ်အဲ့လိုသစ်ပင်စိုက်ထားလို့ရှိရင်တော့အကျိုးပြုမှသိကြတယ်နော်အဲ့လိုသစ်ပင်စိုက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့သစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲသစ်ပင်ရိပ်တွေမှာမှီပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေကရှိတယ်သစ်ပင်ခုတ်လိုက်လို့ရှိရင်ပုံမိမ့်မှန်ပြုတ်ကြတာတွေ့တယ်မလားဘောလမြိုင်ဘက်မှာမြေပြိုတာတွေ့တယ်မလားမြေပြိုရင်အိမ်တွေလည်းပါသွားတာအဲ့တော့သစ်ပင်လဲရင်လည်းသစ်ပင်ပေါ်မှာရှိတဲ့ပုံမိမ့်မှန်တွေပျက်စီးမှာပေါ့ဒါထုံးစံသူတို့ကံအားလျော်စွာဒီယောဂစိုးဆိုတာသစ်ပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးဆရာဆွဲတယ်လို့ဘယ်ကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့ယောဂစိုးသစ်ပင်ကွာကြထိုင်နေရုပ်မြောင်းလို့ဖြစ်နေမှာဆိုလိုတာကယောဂစိုးမှာဖိမှန်2မျိုးရှိတယ်အမျိုးအစား2ခုရှိတယ်ယောဂစိုးရဲ့ဖိမှန်ဟာသစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဖိမှန်မျိုးတစ်ခုသစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဗိမာန်တစ်ခု2ခုရှိတယ်သစ်ခက်ပေါ်မှာတီးတဲ့ဗိမာန်ကိုတာခတ်ထဗိမာန်လို့ခေါ်တယ်တာခါဆိုသစ်ပင်သစ်ခက်တာခတ်ထဆိုတာအဲ့ပေါ်မှာတီးရှိနေတာသစ်ခက်ပေါ်၌တီးရှိနေသောဗိမာန်နဲ့နေတဲ့ရုပ်ကစိုးကိုတာခတ်ထအဲ့ဒါကြတော့သစ်ကိုင်းခုတ်လိုက်တာနဲ့သစ်ကိုင်းကုံသွားရင်သူ့ဘိမှပျက်စီးသွားတယ်။ဒါကြောင့်မို့ဗမာတွေကနတ်နိကိုင်းချန်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတယ်။သစ်ကိုင်းကုံအောင်မခုတ်ဘူး။သစ်ကိုင်းကုံလို့ရှိရင်သူတို့ဘိမှရပ်တည်နိုင်စွာမရှိတော့ဒီသစ်ပင်မောမြောက်လို့နေတာမဟုတ်ဘူး။သစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံမိမှနေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်ပဲမြေပေါ်မှာအိမ်ဆောက်နေကြတာလေ။မြေကြီးပေါ်တိုင်းအဲ့ထာမှာမဟုတ်တာနတ်တွေလည်းပဲသစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ရုက္ခထဗိမာန်ဆိုတာကြတော့သစ်ပင်ကြီးလဲလိုက်လို့သင်္ကုတ်တူရှိနေသေးတော့သူ့ဘုံမိမမပြတ်သေးဘူးဒါရုက္ခထသစ်ပင်ရှိနေသေးဗျအမြစ်ပါတူးပြစ်မှသူ့သိဘုံမိမပြတ်တယ်ဒါမို့ယောဂဇော2မျိုးနော်သစ်ခက်တွေကောင်းခုတ်ရင်ယောဂဇောစိတ်ဆိုးတယ်သူ့ဘုံမိမနေပြည့်စည်တယ်တချို့ယောဂတို့ကစိတ်မဆိုးဘူးဘာကြောင့်လို့ဆိုရင်သစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တူရှိနေနေလို့ရနေသေးတယ်သူ့ဘိမှမပြတ်ဘူးအဲ့တော့ကိုမမြင်ရမယ့်တရားတွေဟာလည်းပဲအခုလို့အယံဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအပြင်တရားတွေပေါ်မှာအများကြီးကြိုးပြုသွားဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာနေတတိယရဲ့နေညတတိယရဲ့ညကုသိုလ်တွေတိုးတယ်
အိပ်ပျော်နေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေ့တတိယရင်နေ့ကုသိုလ်ရမယ်ညတတိယရင်ညတိုးမယ်နော်လူကခေါ်နေနေပြီးကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့တော့လူကအိပ်ပျော်နေပြီးတိုးတာတော့အတိုးပါပဲပတ်စံအတိုးကတော့တိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီးထားရင်တော့အဲ့ဒါအတိုးကတက်နေမှာနော်လူအိပ်နေလဲအတိုးကတော့မအိပ်ဘူးလို့ပြောကြတယ်လေဒါကြောင့်အဲ့ဒါမျိုးကတော့တိုးတယ်ကုသိုလ်ကတော့မတိုးဘူးအိပ်နေလို့ကတော့ကုသိုလ်ကမတိုးဘူးတောင်တွေးမြောင်တွေးနေလဲကုသိုလ်ကမတိုးကုသိုလ်တိုးတာဘယ်ချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလှုပ်ထားတယ်ဟာဒီလိုဆိုလို့နော်အဓိပ္ပာယ်အဲ့ဒါလိုအဓိပ္ပာယ်နောက်တစ်ခုကဝဏရောပသစ်ပင်ဆိုင်တယ်သစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်သစ်ပင်ဖြစ်လာလို့ရှိရင်သစ်ပင်ကောင်းငှက်တစ်တောင်းခိုးဆိုတာမျိုးလို့အများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့သရဝါတွေကိုအာဟာရနဲ့ပံ့ပိုးထောက်ပံ့ပေးရရောက်တယ်ပေါ့သစ်ပင်ကိုမှီပြီးတော့စားတော့ကြတဲ့သရဝါတွေအများကြီးဟာသစ်ပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့သစ်ပင်ဆိုင်ပြိုးခြင်းကုသိုလ်ဝဏရောပလို့ဒီလိုခေါ်တယ်နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့သစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးသို့မဟုတ်မြေရေတော့မရှိဘူးကဘာ6ကဘာရှိနေအဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ဂုတ်ထိတ်တရားလို့ပေါ့ဟိုဘက်ကူလို့ရတယ်ဟာအဲ့ဒါလို့တရားမျိုးပေါင်းကူးတာတွေလုပ်ပြီးတော့လှူတယ်နောက်ကားသွားလို့မရအောင်ဂျိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ်ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်နော်တေတုလို့တေတုဆိုတာတရားယေဇနာတေတုကာရကတရားခင်းသူကိုတေတုကာရကလို့ခေါ်တယ်သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့တရားခင်းပေးတဲ့လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်၃မျိုးနောက်တစ်ခုကဘာလို့ဆိုပပ္ပင်္စဥဒ္ဒပါနိသရေတရဏိဥပတ္တယပပ္ပင်္စဆိုတာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပျောက်နေတယ်တော်တော်များများပျောက်သွားပြီတော်ရဒီမှာတော့ရေဦးစင်ယဉ်ကျေးမှုတဲ့နော်ရေဦးစင်ယဉ်ကျေးမှုခုခေတ်တော့ရေဦးစင်တဲရနည်းနည်းရှားလာပြီပေါ့လေရေဦးစင်ယဉ်ကျေးမှုကုသတတ်တဲ့ယောဂဝေဒနာတွေပေါ်တော့လေရေဦးစင်သူတော့ကိုတော့ဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သို့မဟုတ်ပါးစပ်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့နှီးလည်းရှိပါတယ်နော်ဆိုလိုတာခီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေဆံငမ်းမွနေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့တောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲသွားလာတဲ့လူတွေကိုပန်းပြေပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘသူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှန်တယ်ဗျဆာလောင်မွတ်သိမ့်လို့ရှင်ရှည်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲထာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်ထာဝရကုသိုလ်ခုခေတ်တော့ခင်ပြီးတော့ရေသမှုလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်